together as one. There are people dying. Oh, when it's time to lend a hand to life, the greatest gift of all. We can't go on pretending day by day that someone somehow will soon make a change. We are all a part of God's great big family, and the truth, you know, love is all we need. We are the ones, we are the children, we are the ones who make a brighter day, so let's start giving. There's a choice we're making, we're saving our own lives. It's true, we'll make a better day, just you and me. Well, set up your heart, oh, so they know that someone cares. So their cries for help will not be in vain. We can't let them suffer, no, we cannot turn away. Right now, they need a helping hand. No someone love. We are the children. We are the ones who make a brighter day. So let's start giving. Oh, there's a choice we're making. We're saving our own lives. It's true, we make a better day, just you and me. When you're down and out, and there seems no hope at all. But if you just believe, there's no way we can fall. Well, I'll see your lies. Oh, that change can only come when we stand together as one. We are the world. We are the children. We are the It's been we'll talk more about it today, but it's been a very, very interesting, exciting week with your MDTC. And in my opinion, it's probably the most positive week, most positive workshop to date. 主要是workshop 这个是球嘛，然后就我常问一个 Also very, very tiring.
以这种人身上，因为这一块呢，因为这个啥，这也没什么他这个，单上的啥，没什么，没什么啥，单上的。所以，在中国的energy 上面来说，当时的历史没有啊，第一啥了，第一个从哪嘛，从哪都不一样。但是你们是不知道好嘛，都要来，他们是他历史嘛来的，没历史单上。所以说，什么的，历史嘛来说，我们对面的单上把人家的，我们是不知道的。但是我们路途的时间，路途年的。然后他不把他记住个，把他年龄，那现在我们来，我们去哪呢？他来他的身上。แต่ก็ไม่ใช่ว่าแบบไม่ทราบไปมาทำไมก็จะมาทราบไปเลยแล้วไปมาทำไมก็ดีทราบเอาเองเนาะดีทราบเอาเองนะไปมาจะว่าตัวปีเราซึ่งมาในเนี่ยก็ก่อนมิ้วตาปีไหนยี่สุดมาจะมาลูกที่คุยกันอยู่เนาะ KTWG สุดเลยที่ current teachers working group คุยกันอยู่มาเนี่ยที่มาตัวก็ตัวสาวอยู่หัวสาวเนี่ยพอได้จะเรียนอยู่เนี่ยที่สิ่งที่มาที่ท่าได้สาวเลยจุดဒီစာအုပ်လေးနှစ်အုပ်ပေါ့ဒါဗာရှင်ဒါကခုနအင်္ဂလိပ်ပါတယ်ဥပမာအင်္ဂလိပ်ဗာရှင်ဒီလေးအုပ်ကိုကျွန်တော်တို့ကပြီးခဲ့တဲ့ September 7 ရက်နေ့ကဒီတပီမှာပေါ့နော်လင်းစာရှင်နေလို့ပါဆိုတဲ့အခါကျတော့အခုကျွန်တော်ကဟိုစာဒီ mind ကိုလုပ်တဲ့အခါမှာကျွန်တော်တို့ mind ရဲ့ဒီရချက်ကတော့ရှိတာတကယ်လူချင်းနဲ့တကယ်ဆရာစီမှာပေါ့နော်တောင်းဆိုတဲ့အချက်ကတော့ဖြစ်ရှိအဲ့ဒါကပါလဲဆိုရင်မိခင်မာလာစာခုနကမှပြောတယ်ကဲလူကြီးမိခင်မာလာစာကိုတည်သွားအောင်မလုပ်ရတဲ့ရှင်းတန်အောင်ကျွန်တော်တို့ကမြင့်တင်ပေးရမယ်ဟိုစာလုပ်ဆောင်ပေးရမယ်နော်တည်သွားနေတဲ့ဘာသာစကားတစ်ခုတော့ကျွန်တော်တို့ကပြန်ပေါ်ပြီးလုပ်ပေးရအသက်မဟုတ်တချို့ကပြောတယ်ဒီဘာသာစကားတွေတိတ်ခါလာတယ်မသိဘူးပြောကြတယ်ဘာသာစကားမှာအစ်ဆောင်ရှိတယ်ကြတဲ့ရှင်းရှင်းပြောတယ်တော့ကျွန်တော်မြန်မာနိုင်ငံရင်လုံးကတိုင်းသားဘာသာစကားကိုဘာလို့ဘာဟိုလည်းလေပမာစကားပမာစာပမာတိပမာစာပမာစကားဆိုတာဒီမိုနယ်ပေါ့မိုနယ်ခုတည်းတော့စကားတစ်ခုကိုပဲကွာတော့တော့ခိုင်းတဲ့အခါကျတော့တောင်းတာမိခင်ပါစကားကတိတ်မြင့်သွားဆိုတော့အခုချိန်နဲ့ဖွင့်လာတဲ့အချိန်ကျတော့သူကဘာဖြစ်လာလဲဆိုတော့ထွက်လာတဲ့အချိန်ကျတော့ဟဲ့ပြီးတော့မှဘာသာစကားအစ်တွေထွက်လာတယ်ပြောတာဆိုတော့ဒါကဘာသာစကားအစ်မဟုတ်ဘူးဆိုတော့အချင်းတို့မိမောင်းပြချင်တာဆိုတော့ကျွန်တော်ရဲ့ mind မှာကတကယ်လို့ချင်တာကအချက်၃ချက်ပဲရှိတယ်။အဲ့ဒါမှပါလို့ကျွန်တော်တကယ်လို့ရှိတော့တိုင်းလာမိခင်ပါစကားကိုကျွန်တော်တင်ချဖို့ဖြစ်တယ်။နောက်တစ်ချက်ကကျတော့ကျွန်တော်တို့အခုပေါ့နော်။တိုင်းသားတွေကလည်းတကယ်ပဲဟိုဝေးလံခံပြတဲ့နေရာမှာပေါ့နော်။သူတို့ဒေတာcommunity school တွေပဲဒေတာကျောင်းလေးတွေရှိနေအဲ့ဒါလေးကိုတို့ရတူတူလည်းဖွင့်ချင်တယ်နောက်ပြီးလို့ရှိရင်ဟိုကြောင့်ねတက်ကူလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေတို့ဖွင့်ချင်တယ်ဆိုတော့အဲ့လိုမျိုးဖွင့်ချင်တဲ့ဥစ္စာလည်းမဖွင့်ပြပြဘူးဆိုတော့ခါကျမဖွင့်ပြပြတဲ့ခါကျတော့အစင်မပြေဘူးအစင်မပြေရခြင်းကြောင့်တောင်းလို့မပြဘူးမဖွင့်ပြတဲ့ခါကျတော့တိုင်းသားတွေကလည်းဒါမျိုးကိုယ့်ရဲ့မျိုးပြောင်းဆိုဖွင့်လိုက်တယ်ဖွင့်ကြတော့အဲ့ဒီခါလာတဲ့တောင်းသားတွေဆာမတွေကိုကျောင်းသားတွေဆိုလို့ရှိရင်ဘုရားတပည့်နဲ့တောင်းပြီးတော့အဆွေးအောင်ဆိုလဲအဆွေးရတော့ပတ်သက်တယ်တော့လေအစင်မပြေဘူးသူတို့ကလည်းထွက်လာတဲ့အရေးကြီးရှိတဲ့ဆာမတွေလည်းတို့အလုပ်ခံဆိုတဲ့ခါကျတော့တိုင်းသားတွေကအရင်တင်လာတာတွေ့ရတယ်နော်ဒါမျိုးတွေမဖြစ်အောင်ကျွန်တော်တို့ဒီ institution ကိုကျွန်တော်တို့ကဒီပေါ်တိုင်းသားတွေပြင်လို့ခြင်းတဲ့ institution ကိုလွတ်လွတ်လပ်လပ်သူတို့ဘောနော်ဒီဆိုရတဲ့ဖွင့်ခံပေးပေါ့နော်ဖွင့်မှာမိတို့တွေကထွက်လာတဲ့နော်ကျောင်းသားတွေတောင်းတမ်းရဆက်ဆံမတွေကိုကျွန်တော်တို့လက်ခံတာမျိုးဖြစ်ဖြစ်ပါနော်ပြီးလို့ရှိရင်ခါလို့ခါလာမယ်ပေါ့နော်ဒီတည်ရုံးတဲ့တွေပေါ့သူတို့လွတ်လပ်လပ်ပေးဖို့ဥပမာဆိုလို့ရှိရင်ဟိုစာသူတို့တင်ကြားရမယ်ဒီပေါ့နော်တမိုင်းတွေယဉ်ကျေးမှုအစပေါ့နော်သူတို့လွတ်လပ်လပ်ပြုဖို့စံချိန်လိုက်မဟုတ်ဘဲနဲ့ဒီစံချိန်လိုက်ပုံစံမျိုးလုပ်ဖို့ပေါ့နော်ဒါမျိုးတွေကိုကျွန်တော်တို့ကတောင်းဆိုရပေါ့နော်အဓိကဒီသုံးချက်ပေါ့နော်decentralized ဘုံမှာပြောလို့ပေါ့နော်ဘုံဆိုတာမျိုးဆွတ်ထားနိုင်တဲ့အရာမျိုးကိုဆိုရတာဒီသုံးချက်နဲ့မလုပ်ဘူးပထမတစ်ချက်ကမိခင်မှာစကားကိုအခြေပြုပြီးမှကျော
ကျောင်းထဲမှာသင်ကြားဖို့ရယ်နောက်ပြီးလို့ရှိရင် institution ကိုဒီ institution ကိုဖွင့်တဲ့အခါမှာလည်းလိုလိုလားဖွင့်ပေးနိုင်ဖို့နောက်ပြီးလို့ရှိရင်လည်းဘောနော်ဒီအဲ့ဒီမှာရှိတော့ဆက်ဆံမှာပဲဖြစ်ဖြစ်ဒီခရခလာနေပဲဖြစ်ဖြစ်ကျောင်းသားတွေဖြစ်ဖြစ်ဆိုရကလက်ခံပေးနိုင်တဲ့အစစ်အတို့ကဖွင့်ပေးဖို့နော်နောက်ပြီးလို့ရှိရင်နောက်ဆုံးတစ်ခုက decentralize ပုံစံပေါ့ဥပမာဆိုရင်ကျမတို့အစိုးရအော်နောက်ပြီးမှဒီပေါ့နော်ပညာရေးဝန်ကြီးဌာနကပါပေါ့နော်ဟိုသူတို့ရဲ့အောက်မှာပဲကျောင်းရရှိစေပဲနဲ့ကျောင်းတွေသူ့ဘာလို့လွတ်လွတ်လပ်ဆုံးဖြတ်ပိုင်ခွင့်ကျမတို့အဲ့ဒါကိုလုပ်ချင်တယ်ပေါ့။ဘာကြောင့်လဲဆိုလို့ရှိရင်ကျောင်းမှာကကျောင်းတိုင်းမှာကတိုင်းရင်းသားတွေကမတူညီဘူးဖြစ်။မတူညီတဲ့အခါကျတော့သူတို့ချပေးလိုက်တယ်အခုအတက်ကချပေးလိုက်တယ်တိုင်းရင်းသားဘာသာစကားတွေတင်ရမယ်ဆိုလို့ရှိရင်အောက်မှာကစီမံခန့်ခွဲရတဲ့ကျောင်းအုပ်ကြီးတွေရမိရဖာတွေအကုန်လုံးကအရင်ဟိုအစီအမံပြေဖြစ်သွားနိုင်တယ်ပေါ့နော်ဆိုတဲ့အတွက်ကြောင့်ဒါမျိုးကိုလွတ်လွတ်လပ်လပ်ကိုပေးလိုက်တယ်ဆိုတော့ကောင်းကောင်းကိုစီမံခန့်ခွဲလို့ရတယ်ဆုံးဖြတ်ပိုင်ခွင့်နဲ့သူတို့စီမှာအကုန်လုံးရှိသွားတဲ့အခါကျတော့နောက်ပြီးဆုံးကျောင်းတစ်ခုလုံးရဲ့ကွန်ပျူတာတိုးတက်မှုကသူတို့စီမှာတာဝန်ရှိလာတယ်သူတို့ဘယ်လိုဆက်လုပ်ရမလဲဆိုတော့သူတို့ရဲ့အရေးကြီးတယ်တိုးတက်လာတယ်သူတို့ဘယ်လိုဆက်လုပ်ရမလဲဆိုတော့တာမင်တက်လာတယ်ပေါ့နော်စပြီးဒါကျွန်တော်တို့ကအင်ဒင်းချင်းဖြစ်တယ်ပေါ့နော်ဒါကမိုင်းရဲ့အကြီးဆုံးတယ်ဟုတ် There comes a time when we hit a certain call, when the world must come together as one. There are people dying. Oh, when it's time to lend a hand to life, the greatest gift of